YouTube မှာတချို့ကတပတ်စာတင်ပေးပါတယ်တပတ်စာပေးပြီးသားဗျာနော် live မှာတော့လည်း live video နော် live လွှင့်တော့လည်းပဲ screenshot ရိုက်ယူထားခိုင်းတယ်ဒါတင်ထားတာလည်းရှိတယ်နော်ဂျားလေးထဲမှာတင်ပေးထားနော်ဒီတစ်ပတ်မှာဆိုတပတ်စာကတော်တော်အဆင်ပြေတယ်ဆရာတို့ VMB group ထဲမှာလည်းတော်တော်အဆင်ပြေကြတယ်မနေ့ကနော်အခွေ9ခွန်ကိုလိုတဲ့ရဲ့ယူ3နော်အင်္ဂါမကျော်အင်္ဂါကျော်တော့ရင်လိုတဲ့ရဲ့ယူ3ဆိုမနေ့ကနော်ခွန်ပိုင်း9ပိုင်းနေနေဆိုမနေ့ကခွန်9တို့နော်တော့မပြောက်ကနေခွန်9 5ခွန်တင်တာတို့နော်66ပရိခွန်9တို့မနေ့ကခွန်9ကတော့တော်တော်အောင်ကြတယ်ဖျားတတရားမှာခွန်9 9ခွန်နော်တော့ပါဝါဆိုရင်ဒီမှာတပတ်စာမှာပါဝါဆိုရင်မပါစီနဲ့ပါဝါထက်တာနဲ့ရမယ်၄9တစ်ချနော်၄9လည်းမနေ့ကပြကြတယ်မွေးကနန်းလည်းဒီ2530 49နော်မနေ့ကမွေးကနန်းမှာလည်းရကြတယ်နော်တော်တော်များများရကြတယ်နော်အဲ့တော့ရနောက်ဒါမနေ့ကဒါဒီနမိတ်အိမ်မြောင်နမိတ်တွေဒါလေးတွေမှတ်တာလာဖို့နေနေပြီနော်အိမ်မြောင်ဒီလိုဆိုရင်တင်9ထွက်တယ်နော်အုံတီးအဲ့လိုပေးရင်လည်း16ထွက်တယ်နော်အထူးသဖြင့်တော့ဒီတင်9ကိုသတိထားတော့နော်သူလည်းလာကနေပြီနော်ရမယ်ကနန်းတွေကိုကြိုက်လေးနဲ့တူတဲ့ခါတင်ထိုးလို့ရအောင်ပြပြနော်အဲ့ဒါကြောင့်နောက်တစ်ခုကတပတ်စာတွေမှာရှိတယ်သူကတပတ်စာတွေမှာသူကမနေ့နဲ့ညပုံသက်တူမယ်မနေ့ကနေ့ညနေပြန်ထွက်တာမျိုးပြီးခဲ့တဲ့ဘက်ကဆို6 4 6 4တို့နော်မနေ့ကနေ့ကိုညနေပြန်ထိုးတာမျိုးနေ့စဉ်ထိုးပြရမယ်နော်မနေ့ကဆိုလို့ရှိရင်4 9ဆိုညနေ4 9နော်4 9မဟုတ်ဘူးနဲ့သူကခွန်9ထွက်သွားတယ်ဒါပေမဲ့သူကမနေ့ကနေ့ညနေပြန်ထိုးတာမျိုးဒီနေ့လည်းမနေ့ကနေ့ထွက်တဲ့ကနေ့ကိုညနေပြန်ထိုးပြရမယ်သူဥပမာဆိုရင်တော့3ညခွန်ခွန်9လာရင်2ခါနောက်ခွန်9ကအခုထွက်ထားတယ်နော်ထွက်ထားဆိုနောက်ထပ်ခွန်9တစ်ခါရှိသေးတယ်ခွန်9ကိုပြန်ထိုးပြရမှာမျိုးတွေရှိတယ်နော်အဲ့လိုမျိုးတွေသတိထားပေးရတယ်နော်ဒီနေ့တော့ထူးခြားနမိတ်မျိုးတွေတော့ရှိတယ်အိမ်မက်နမိတ်လေးတွေနော်အိမ်မက်နမိတ်လေးကဒီနေ့မှာတော့ဒါလေးကိုအခြေခံပြီးနည်းနည်းပြီးမယ်နော်အိမ်မက်နေတာတဲ့နော်အိမ်မက်တို့လို့ပေါ့လာပြောနေတာပေါ့နော်ဘုဒ္ဓဝါဒဖြစ်နေလို့နော်တော့ဗာလဲပဋ္ဌာန်းရွတ်ပြခိုင်းတာတဲ့သူတိတာနတ်ပြည်ရလို့ပြောရနော်နတ်ပြည်ရလဲသူတိတာနတ်ပြည်ရတဲ့ဘယ်သူလဲမေးတော့လဲတော့မပြောဘူးเนาะမပြောဘူးအဲ့တော့ဆရာတို့သူကရွတ်တဲ့ခါမှာလဲသူကဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောเนาะအဲ့ဒီသုံးခုကိုပဲပတ်ပြီးတော့မရှေ့ကိုမတက်ဘဲနဲ့အဲ့လိုမျိုးရွတ်နေတာမျိုးတွေ့ရတယ်เนาะအဲ့သုံးနေရာကိုအဓိကရွတ်ခိုင်းနေတယ်တဲ့เนาะဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောเนาะအဲ့ဒါထူးခြားမှုပေါ့เนาะအဲ့တော့ဒါကတော့ဆရာတို့ခမန်းကြည့်တာတော့နတ်ပြည်ဆိုတော့တုတိတာဆိုရင်တော့နော်တုတိတာဆိုရင်ခွန်6ခွန်နော်နတ်ပြည်ဆိုရင်ခွန်5ပဋ္ဌာန်းဆို5ခွန်နော်ဒီ3နေရာကိုသူရွတ်တာမျိုးဆိုတော့သူကဒီနတ်ပြည်ကိုသူကနော်3နဲ့ကတ်ခိုင်းတာမျိုးလားနော်30ခွန်တော့ပါတော့နော်အဲ့လိုကဏ္ဍမျိုးတွေနောက်တစ်ခုကပဋ္ဌာန်းဆိုလို့ရှိရင်9ခွန်လည်းထိုးပေးရမယ်24ပစ္စည်းဖြစ်တဲ့အတွက်နှစ်လေးလည်းထိုးပေးရမယ်เนาะအဲ့လိုကဏ္ဍမျိုးလေးတွေဒီနေ့တွေကအားကောင်းနေတာပေါ့เนาะအားကောင်းနေတာအနက်ပြည်ဆိုတော့ခွန်ကတော့ဟိုအားကောင်းတာပေါ့လေအားကောင်းဆုံးပေါ့ပဋ္ဌာန်းတော့9ခွန်9ပေါ့เนาะအဲ့လိုမျိုးတွေဒါမနေ့ကတော့တော်တော်ပေါက်ကြတယ်ကရုမာတော့မနေ့ကတော့ကရုမာအကျိုးကကရုမာမမှန်ဘူးတဲ့ကရုမမမှန်တရားမှအကြောင်းမရှိတာเนาะဆရာတို့ပေးထားတယ်မလေးလာလို့เนาะတရားတတရားမှတရားတလာပြီเนาะတရားကဲ2 9လဲလာပြီဖယားမှ9 9ပဲကျန်တာเนาะဒါလာဖို့ရှိတဲ့ဟာဖယားတတရားမှတစ်ပတ်စာမှဖယားတခွန်9ထွက်ရင်လိုက်မဲ့ကနန်းတွေ6 2 8 5เนาะဒါလာဖို့ရှိတာဒီနေ့လာမလာနောက်တစ်ပတ်တော့ကောင်းကောင်းတင်ထိုးလို့ရတဲ့ကနန်းမျိုးเนาะနေ့ရဆရာတို့ပေးတာရှိတယ်မနေ့ကတော်တော်ပေါက်ကြတော်ကိုပေါက်တော်ကြီးကိုပေါက်တော့မနေ့ကဆရာတို့ကဖျား80နေ့ကပန်းနေလှူတာပေါ့နော်ပန်းလှူတဲ့ရောင်တော်တွေဖွင့်နေညီတက်တယ်နော်ဒါကိုမနေ့ကပေးတာနော်မနေ့ကတော်တော်များများကိုပေးရနော်နေ့ကပေးတာတော်တော်များပေါက်လို့တော်တော်ပေါက်ကြမနေ့ကတော့
ဒါထူးထူးခြားခြားပေါ့နော်သူကကနန်းကလည်းအစောကြီးငြိမ်သွားတာမျိုးတွေ့ရတယ်မနေ့တော့နော်အဲဆိုမနေ့ကပေးတာတွေနော်ဒီနေ့တဲ့ဖျားခုနှစ်စုသွားတယ်တဲ့ဒီမှာနော်ခုံကိုခုံဒုတိယတော့တင်ထိုးတာတဲ့ပထမဦးစားပေးတစ်ခွက်ကတော့မနေ့က15ကိုပေးတာနော်15မကြရင်ခုံကိုပဲနော်ဒါမနေ့ကပေးတာမျိုးနော်နော်ဒါတော့ရှင်းစင်းနောက်စင်နေနော်15တို့ဘာတို့ကတော့ထိုးထားပေါ့ငါကလည်းပြောက်မှာနော်ထွက်လာခဲ့ရင်သူကမြူးတဲ့ကောင်နဲ့ကတ်မယ်ဆိုရင်ထိုးလို့ရနော်တပတ်စာတော့ဘာဖြစ်ဖြစ်ဆရာတို့တော်တော်အဆင်ပြေအောင်ပေးထားတာပါတပတ်စာနော်နော်တပတ်စာတော့တော်တော်ကိုဒီတပတ်အထိုက်လျောက်တော့တော်တော်လေးပြီးပါနော်နော်ခုနေ့ကလည်းဒီလိုမျိုးလေးပဲရိုက်ပြတာပဲဗီဒီယိုရှိတယ်သူ secret shot ယူမထားကြဘူးနော်ဒီမှာနော်တပတ်စာနော်တော်တော်များများထွက်ပါတပတ်စာနော်အပြောက်ကနန်းနေရောနော်ကိုထွက်လာရင်တစ်လေးကတ်အော်လေးထွက်လာရင်တစ်ကိုကတ်အော်နော်ဒါမျိုးတွေဒါနော်ဒီနေ့ကဒီမှာတောက်ကြနေတော့တာကီဝင်နော်ပေးရမျိုးရှိနော်စာလိန်ကဒီဝါဒါမျိုးတွေပေါ့နော်